ဒီဗီဒီယိုမှာတော့ Solana Wallet ကိုအစားဆုံးဘယ်လိုဖွင့်ရမလဲဆိုတော့ကိုလုံးဝအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Crypto လောကမှာ Solana က transaction မြန်ဆန်ပြီး fee နဲ့ blockchain တစ်ခုဖြစ်ပါတယ်။ Solana ကိုအသုံးပြုဖို့ wallet တစ်ခုမဖြစ်မနေလိုအပ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ wallet ဖွင့်ပြီး security setup SOL လက်ခံနည်းအားလုံးကိုတစ်ခါတည်းပြပြပေးသွားမှာပါ။အရင်ဆုံး app ကို download လုပ်မယ်။အဲဒီမှာ create a new wallet ဆိုတဲ့ button ကိုတွေ့ပါမယ်။အဲ့ဒါကိုထပ်နေမယ်။ပြီးတော့ create a recovery phase wallet ကိုထပ်နေပေးမယ်။ next ကိုထပ်နေမယ်။အခုအဆင့်မှာ app ကတွဲဝ secret recovery phase ကိုပေးပါလိမ့်မယ်။ဒီစကားလုံး12လုံးကကိုယ် wallet ရဲ့ password ထက်ပိုအရေးကြီးပါတယ်။အရေးကြီးဆုံးချက်တွေက screenshot မရိုက်ပါနဲ့ online ပေါ်မှာမသိမ်းပါနဲ့။စာရွက်တစ်ခုပေါ်မှာရေးထားပါ။ဘာလို့လဲဆိုတော့ဒီ free ကိုရတဲ့သူက wallet ကိုထိန်းချုပ်နိုင်ပါတယ်။ဒါအကုန်လုံးမှတ်ပြီးပါပြီဆိုရင်တော့ okay I save ကိုနှိပ်မယ်။ recovery phase ကိုခြာရေးပြီးပြီလားလို့မေးတာပါ yes ကိုနှိပ်မယ်ဒါဆိုရင်ရပါပြီခုမှ crypto ရှိရဆိုရင်ဒီကနေစမ်းလုပ်လို့ရပြီးတော့လက်ခံမယ်ဆိုရင်တော့ receipt ကိုနှိပ်ပြီးတော့လက်ခံလို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့